ကောင်အသေးကိုခွေသွားတဲ့ချိုဘာလာတော့မကွင်းဖြစ်တဲ့ချိုတစ်ပုတ်ပင်ကိုမှတ်မိသေးလားဒီကောင်အသေးကိုခွေသွားတဲ့ချိုဒူရဆောင်ခစ်တဲ့ဆောက်ဆိုရင်နေမကိုဒီတစ်ခါနေကိုလွမ်းနေအရာကဘာနေမှမလဲနိုင်ဘူးချိုတဲ့လို့ဆိုရင်ဆိုမနိုင်မနေထက်စစ်လွမ်းနေချိုမမိသေးလားဒီကောင်အသေးကိုခွေသွားတဲ့ချိုဘာလာတော့မကွင်းဖြစ်တဲ့ချိုတစ်ပုတ်ပင်ကိုမှတ်မိသေးလားဒီကောင်အသေးကိုခွေသွားတဲ့ချိုဒူရဆောင်ခစ်တဲ့ဆောက်ဆိုရင်နေမကိုဒီတစ်ခါနေကိုလွမ်းနေအရာကဘာနေမှမလဲနိုင်ဘူးချိုတဲ့လို့ဆိုရင်ဆိုမနိုင်မနေထက်စစ်လွမ်းနေချိုမာလာဆောင်မကွင်းဖြစ်တဲ့ချိုတစ်ပုတ်ပင်ကိုမမိသေးလားဒီကောင်လေးကိုခွေသွားတဲ့ချို